မိသားစုကိုဒုက္ခပေးတဲ့ပကံပြည်ငါအစွမ်းနဲ့အမောက်ချေဖြတ်စည်းမယ်အခုမြင်နေရတဲ့အမျိုးသမီးကပထမမြန်မာနိုင်ငံတော်ပကံပြည်ကြီးကိုဖျက်ဆီးမယ်လို့စိန်ခေါ်ကြုံဝါလိုက်တဲ့တမိုင်းတဲကတူရီတော်မမပြိုပဲဖြစ်ပါတယ်သူမခြေဆောက်လိုက်တိုင်းမြေကြီးတွင်းမှရေများစိတ်ထွက်လာစေသူစေနဲ့ကြားတွေကိုတော့နှပန်းလုံးပြီးတတ်နိုင်သူလာပညတွေမှာတိမ်ပေါ်မှာကစားရင်းတိမ်ညွတွေကိုခူးစားတတ်တဲ့အပြူစင်ပခုံးပေါ်ဓာတ်ထမ်းပြီးရေပေါ်မှာလမ်းလျှောက်ကဘရင်ရဲ့ဖောင်တော်ကိုတားဆီးနိုင်သူကြောက်ကံပါများနဲ့တောင်ကုန်းတောင်တန်းများကိုအလွယ်တကူခုန်ကူးနိုင်တဲ့မင်းခင်မှာစိတ်ကြီးသလောက်တကူးကြီးလှတဲ့အမေရင်ရဲ့တမိုင်းချောင်းကိုဘူဒုတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အငယ်မနင်းအိုးထဲမှာဘာလို့လဲပြောဆိုင်ကျွန်တော်တို့ဇာနီပါတခါကပကံပြည်မှာမဏိစီသူဘရင်အောက်ချုပ်စိုးစံနေပြီးမြောက်နန်းဆံမိဖုရားနဲ့တောင်နန်းဆံမိဖုရားဆိုပြီးမိဖုရားနှစ်ပါးရှိပါတယ်ဒါပေမဲ့နဂတိန်လို့ခေါ်တဲ့မြောက်နန်းဆံမိဖုရားကဝန်တွင်ဆုံးအသက်ပညာကိုတတ်မြောက်ထားတဲ့စောင်းမတစ်ယောက်ဖြစ်နေတာကိုတော့ဘယ်သူမှမသိကြပါဘူးအဲ့ဒီခေတ်အခါတုန်းကကတုကနေဒေသတောင်ဦးမြို့ကိုအပိုင်စားရထားတဲ့တောင်ဦးမြို့သားတပရာဇာဟာပကံပရေမဏိစီသူမင်းရဲ့ဆွေတော်မျိုးတော်များဖြစ်ကြပြီးမြို့သားမင်းမှာရှင်ဥရှင်ဖြူရှင်ကျူနဲ့ရှင်ထူးဆိုတဲ့ညီမ၄ယောက်ရှိပါတယ်ထူးဆန်းတာကအဲ့ဒီညီမတွေထဲမှာအငယ်ဆုံးညီမငယ်ရှင်ထူးလို့ခေါ်တဲ့စောနာမွန်ဟာအလှဆုံးဖြစ်ပြီးသူမကဂမ်ဘီယာဝိဇာအောက်လမ်းမော်ပညာနဲ့ဝန်တွင်ဆုံးအသက်ကိုမွေးရပါတမ်းမြောက်ထားခြင်းပဲဖြစ်ပါတယ်တညမှာဘီမိဖုရားဖြစ်တဲ့နာဂသိန်ဆုံးမကစုံတောက်စားနေချိန်ကောင်းကင်တနေရာမှာစောနာမွန်နဲ့တွေ့ဆုံပြီးပညာချင်းပြန်ကြကစောနာမွန်ကနာဂသိန်ဆုံးမရဲ့ဇက်ကြိုးကိုဖျက်လိုက်တဲ့အတွက်ဆုံးမကြီးလဲကောင်းကင်ဘောကနေပြုတ်ကျသွားပါတယ်အဲ့ဒီအရှုံးအတွက်နာဂသိန်ဆုံးမကစောနာမွန်ကိုအညှိုးထားကလောက်ကြံဖို့ကြံစီလာပါတယ်ဒါကြောင့်နာဂသိန်မိဖုရားဟာကတုကနေဒေသဘက်မှာမြို့သားမင်းနဲ့သူရဲ့နှမငယ်များမကောင်းတဲ့အောက်လန်းဆုံးကွေအတက်နဲ့မင်းကြီးကိုပေါင်ကန်တဲ့အိမ်မက်မြင်မဲ့ကြောင်းဘီရင်ထံဂုံကြောစကားလျှောက်တင်လာပါတယ်ဘီရင်လည်းထုံးစံအတိုင်းမိဖုရားရဲ့စကားကိုနားယောင်ပြီးမြို့သားမင်းနဲ့မောင်နှမ9ယောက်လုံးကိုဘီရင်ထံအခက်စားဝင်ဖို့စိတ်ခေါ်လိုက်ပါတယ်အကြောင်းစုံတရားကိုမသိရသေးတဲ့မြို့သားမင်းနဲ့နှမတော်များကဝမ်းသာအာရနဲ့ဦးကြီးတော်ဘီရင်အတွက်ဒေတာထွက်လက်ဆောင်ပစ္စည်းများတယောက်တစ်မျိုးစီထည့်လာကြပါတယ်အငယ်ဆုံးဖြစ်တဲ့စောနာမွန်ဟာနှမ်းစီစစ်စစ်ကိုကိုယ်တိုင်ကြိတ်ကရာဝေအိုးထဲထည့်ပြီးမနိုင်မနှင်းတဲလာပါတယ်အကိုဖြစ်သူကစိတ်ကြီးတတ်တဲ့ညီမငယ်စောနာမွန်ရဲ့ဒေါသကို